ဒါကတနိုင်တပိုင်းရွှေရှာတဲ့လုပ်ငန်းဖြစ်ပြီးပြဓာနဲ့ရွှေဖမ်းပုံအဆင့်ဆင့်ဖြစ်ပါတယ်ပထမဆုံးရွှေပါတဲ့မြေအနစ်တွေကိုအခုလိုအရင်ဆုံးတန့်စင်အောင်ရေနဲ့ဆေးကြောပါတယ်ဒီအတွက်ရွှေဖမ်းရမှာအသုံးပြုတဲ့ပြဓာကိုထည့်ပြီးရင်ရွှေဟာပြဓာနဲ့ရောပါသွားပါတယ်ရွှေဟာပြဓာနဲ့ရောပြီးသွားရင်ကြံတဲ့မြေကြီးနဲ့ရေကိုလှည့်မွေပြီးဖြည်းဖြည်းချင်းစစ်ထုတ်ရပါတယ်နောက်ဆုံးကြံတဲ့ပြဓာပါအနစ်ကိုအဝတ်စထဲထည့်ပြီးရင်ရေကုန်အောင်ညှစ်ထုတ်စစ်ထုတ်ကြရတာဖြစ်ပါတယ်ရွှေပါတဲ့အမှုန်ထဲကိုပြဓာရည်ထည့်ပြီးဖြည်းဖြည်းချင်းရွှေကိုဖမ်းစေပြီးတော့မှကြံတာကိုစွန့်ပစ်ရတာပါအခုလိုပြဓာဖမ်းပြီးရလာတဲ့ရွှေကိုအလုံးဖြစ်အောင်ညှစ်ပြီးရင်တော့ခဲရောင်ရွှေအတုံးကြီးတွေရလာပါပြီတချို့ရွှေမျောလုပ်ငန်းတွေကတော့မျောစာတွေကိုတီးတန့်အိတ်ထဲထည့်ပြီးနောက်တနေရာမှာတီးခြားရွှေကျင်ကြပါတယ်ဆိုတော့အခုလိုရွှေရိုင်းအကြီးတွေကိုပုံမှန်ရလေရှိပြီးတော့တရက်ကိုတစ်ကြက်သားကနေ20ကြက်သားအထိရပါတယ်။ဆက်ကြီးတွေလုပ်ငန်းကြီးတွေကတော့ဒီပမာဏထက်ပိုရလေရှိပြီးတော့ပိတ်တာလိုက်ရကြတဲ့နေရာလည်းရှိပါတယ်။ပြဓာဖမ်းပြီးရလာတဲ့ရွှေရိုင်းတွေဟာအခုလိုခဲရောင်အလုံးဖြစ်ပြီးတော့တရက်တစ်လုံးလောက်ရရင် OK ပါပြီ။ရလာတာကိုမီးပြင်းပြင်းနဲ့အပူပေးလိုက်မှရွှေရောင်တန်းတဲ့ရွှေတုံးကိုရရှိလာတာဖြစ်ပြီးမှော်မှာရောင်းချကြပါတယ်။ဒီရွှေတွေဟာလက်ရှိလူတွေသုံးတဲ့ရွှေအဆင့်မဟုတ်သေးပဲရွှေရိုင်းအဆင့်မှာရှိသေးပြီးပြန်အရေကြိုပြီးမှရွှေဖြစ်တာပါဒါကိုပဲမြမရွှေလို့ခေါ်ကြပါတယ်